ညီကိုရီးယားလုံးမင်္ဂလာပါဗျာဖူဘောပိုင်ကေယာနဲ့ကြိုလိုလိုက်ပါတယ်ဒီဗီဒီယိုမှာတော့ကမ္ဘာဖလားရဲ့ Group A အကြောင်းကိုပြပြပေးသွားမှာဖြစ်ပါတယ်ဒါကြောင့်မလို့လက်ရှိ Group A မှာဘယ်အသင်းတွေကနောက်တစ်ဆင့်ကိုတက်သွားမယ်ဘယ်အသင်းတွေကအုပ်စုကနေကြံခဲ့မလဲဆိုတာကျွန်တော်ဒီဗီဒီယိုမှာကျွန်တော်ရဲ့ထင်မြင်ယူဆချက်တွေကိုပြပြပေးသွားမှာဖြစ်ပါတယ်လက်ရှိ Group A ကတော့တော်တော်လေး value များတယ်ပြောရမယ်ဘာလို့လဲဆိုတော့လက်ရှိဒီ group မှာပါတဲ့အသင်းတွေကခြေတန်းပိုင်းအရာလည်းအရန်ကြီးမကွာဘူး ranking အရာလည်းအရန်ကြီးမကွာတဲ့အသင်းတွေဖြစ်လို့နောက်တစ်ဆင့်ကိုဘယ်အသင်းတွေတက်သွားမလဲဆိုတာတော်တော်လေးစိတ်ဝင်စားတရားကောင်းတယ်လက်ရှိဒီ group မှာတော့အင်ရှင်မက္ကဆီကိုပါမယ်ကျွန်တော်တို့အာရှကတောင်ကိုရီးယားပါမယ်အာဖရိကကတောင်အာဖရိကပါမယ်ဥရောပကချက်ပါမယ်စုစုပေါင်းအသင်း၄သင်းအဲ့ဒီ၄သင်းတော့ကလက်ရှိဖောင်အရာလည်းအရင်မကွာဘူး ranking အရာလည်းတိတ်မကွာတဲ့အသင်းတွေဖြစ်တယ်ပထမဆုံးကျွန်တော်တို့အာဖရိကအသင်းဖြစ်တဲ့တောင်အာဖရိကအကြောင်းကိုစပြောမယ်ဆိုရင်တောင်အာဖရိကအနေဖြင့်2010နောက်ပိုင်းပထမဆုံးအကြိမ်လက်ရှိ2026မှာလက်ရှိကမ္ဘာဖလားကိုပြန်လည်ကစားရတာဖြစ်လို့16နှစ်အကြာမှာတောင်အမေရိကအနေဖြင့်လက်ရှိဝေါ်ကတ်ကိုပြန်လည်ကစားရတာဖြစ်တဲ့ဒါပေမဲ့လို့လက်ရှိဒီအုပ်စုမှာကျွန်တော်ကတော့တောင်အမေရိကအနေဖြင့်အုပ်စုအဆင့်ကနေပဲလက်ပြန်ရမယ်လို့ကျွန်တော်ယုံကြည်တယ်။ဘာလို့လဲဆိုတော့တောင်အမေရိကအနေဖြင့်ပြီးခဲ့တဲ့ခြေစစ်ပွဲမှာအုပ်စုပထမနေရာနဲ့အောင်လာတယ်ဆိုရင်လည်းလက်ရှိ2026မှာကစားခဲ့တဲ့ခြေစမ်းပွဲစဉ်အားလုံးကိုရှုံးနိမ့်ထားပြီးတော့လက်ရှိဖောင်အရာလဲကျန်တဲ့3သင်းထက်အောက်နေတဲ့အနေအထားဖြစ်တယ်။ဒါကြောင့်မလို့တောင်အာဖရိကအနေဖြင့်အလုံးလုံးကန်ကောင်းမှသာလက်ရှိဒီအုပ်စုကနေအုပ်စုတက်သွားနိုင်မယ်လို့ကျွန်တော်ယုံကြည်တယ်။ဒါကြောင့်မလို့လက်ရှိဒီအုပ်စုမှာတော့တောင်အာဖရိကအနေဖြင့် group stage နဲ့ပဲလက်ပြန်သွားနိုင်မယ်လို့ကျွန်တော်ယုံကြည်တယ်။ဒုတိယကတော့ကျွန်တော်အာရှအသင်းဖြစ်တဲ့တောင်ကိုရီးယားအနေဖြင့်လက်ရှိဒီအုပ်စုမှာအဓိကရှင်ပြိုင်ကစားရမှာချက်အင်ရှင်မက္ကဆီကိုရိုနဲ့နောက်တစ်ဆင့်တက်ဖို့အတွက်အဓိကရှင်ပြိုင်ကစားရမှာဖြစ်တယ်။ဒါပေမဲ့လို့ဒီလက်ရှိအနေအထားအရတောင်ကိုရီးယားမှာအဓိကကစားသမားဆိုတော့ဥရောပကစွန်ရောင်မင်းလောက်ပဲပါတဲ့အနေအထားဖြစ်ပြီးတော့ကျန်တဲ့ကစားသမားတွေကတော့ကိုရီးယားလိကကစားသမားအများစုကိုခေါ်လာတာဖြစ်တယ်။ဒါကြောင့်မလို့လက်ရှိမှာတောင်ကိုရီးယားအနေဖြင့်ချက်မက္ကဆီကိုတို့ကိုရှင်နိုင်ဖို့တော့နည်းနည်းခဲရင်းမယ်ဆိုကျွန်တော်ယုံကြည်တယ်။ဒါကြောင့်မလို့တောင်ကိုရီးယားအနေဖြင့်အုပ်စုဒုတိယဒါမှမဟုတ်အကောင်းဆုံးအုပ်စုတတိယလောက်နဲ့ပဲနောက်တစ်ဆင့်ကိုတက်သွားနိုင်မယ်ကျွန်တော်ယုံကြည်တယ်။နောက်တစ်သင်းကတော့ဒီအုပ်စုမှာအုပ်စုတက်ဖို့အတွက်ရေပန်းအစားဆုံးအသင်းဖြစ်တဲ့အင်ရှင်မက္ကဆီကိုပဲဖြစ်ပါတယ်။မက္ကဆီကိုအနေဖြင့်လက်ရှိကမ္ဘာဖလားမှာအင်ရှင်ဖြစ်တာကြောင့်ခြေသေးဝဲကန်စရာမလိုဘူး။ဓာတ်ရိုက်ဒီကမ္ဘာဖလားကိုဝင်ရတာဖြစ်တယ်။ဒါပေမဲ့လို့မက္ကဆီကိုရဲ့လက်ရှိခြေစမ်းပိုင်းကတော်တော်လေးအားရစရာကောင်းတယ်။မက္ကဆီကိုအနေဖြင့်ခြေစမ်းပွဲစဉ်တွေမှာဆိုရင်လည်းတော်တော်လေးဖောင်ကောင်းနေပြီးတော့ကျွန်တော်ဘယ်ဂျီယန်ကျွန်တော်တို့ပေါ်တူဂီတို့ကိုတောင်တည်ရကစားထားနိုင်တာဖြစ်တယ်။ဒါကြောင့်မလို့လက်ရှိဒီအုပ်စုမှာတော့မက္ကဆီကိုကတော့အုပ်စုတက်ဖို့အများဆုံးအသင်းလို့ယုံကြည်တယ်။ဒါကြောင့်မလို့ကျွန်တော်အနေဖြင့်မက္ကဆီကိုကိုအဆင့်တင်လောက်နဲ့အုပ်စုတက်မယ်လို့ယုံကြည်တယ်။ဒုတိယကတော့ကျွန်တော်တို့ချက်ကတော့ကျွန်တော်တို့ပြီးခဲ့တဲ့ခြေစစ်ပွဲရှုံးထွက်ပွဲစဉ်တွေမှာအန်အားတင်စရာတွေနဲ့လုပ်ပြပြီးတော့လက်ရှိ group stage ကိုရောက်လာတာဖြစ်တဲ့ချက်အနေဖြင့်ပြီးခဲ့တဲ့ခြေစစ်ပွဲမှာဒိန်းမတ် INN တို့ကိုရှုံးထွက်အဆင့်မှာပင်ရီနဲ့အနိုင်ယူကျော်ဖြတ်ပြီးတော့လက်ရှိဒီ group ကိုရောက်လာတာဖြစ်တဲ့ချက်အနေဖြစ်ကတော့နေပါကိုစင်အသင်းရဲ့တိုက်စစ်ကစားသမားရှရစ်အဒီကဦးဆောင်လာမှာဖြစ်တယ်။ဒါကြောင့်မလို့လက်ရှိမှာတော့ကျွန်တော်ကတော့ချက်အနေဖြင့်လက်ရှိဖောင်အရာလဲကိုရီးယားတောင်အမေရိကထို့တဲ့တာတဲ့ကြောင့်လက်ရှိချက်အနေဖြင့်အုပ်စုဒုတိယနေရာနဲ့နောက်တစ်ဆင့်ကိုတက်သွားနိုင်မယ်ကျွန်တော်ယုံကြည်တယ်။ဒါကြောင့်မလို့ group A မှာတော့ကျွန်တော်အုပ်စုပထမနေရာကိုမက္ကဆီကိုမန်နဲ့အုပ်စုဒုတိယနေရာကိုချက်မန်နဲ့အုပ်စုတတိယကိုတော့ကျွန်တော်ကိုရီးယားမန်ပြီးတော့နောက်ဆုံးအုပ်စုနောက်ဆုံးကိုတော့တောင်အာဖရိကပဲဖြစ်နိုင်မယ်လို့ယုံကြည်ဒါကြောင့်ဒါကတော့ကျွန်တော်ရဲ့ group A နဲ့ပတ်သက်ပြီးတော့ထင်မြင်ယူဆချက်ပဲဖြစ်ပါတယ်ညီကိုတို့အနေဖြင့်လက်ရှိ group A မှာဘယ်အသင်းတွေကနောက်တစ်ဆင့်ကိုတက်သွားမလဲဆိုတာ comment မှာဝင်ဆွေးနွေးကြလို့ရပါတယ်အားလုံးကျေးဇူးတင်ပါတယ်